နေရာမှန်မှန်လင်တန်ဖိုးမဲ့တယ်ဘဝမှာတချို့အရာတွေကနေရာမှန်မှန်ရင်ထားရှိတဲ့စေတနာတွေနဲ့ပေးဆက်တဲ့အရာတွေကတန်ဖိုးမဲ့နေမှာပါပဲတနခါမိန်းကလေးတယောက်သူမမျက်နှာမှာလိမ့်ထားတဲ့အခါမှာနေရာမှန်လို့လှပပြီးတော့ချစ်စရာကောင်းတယ်အဲ့ဒီတနခါသွေးနေနဲ့ကြမ်းမြင်မော်ကြကုန်လို့ကြမ်းမြင်မှာရှိတဲ့တနခါတွေဟာနေရာမှန်မှန်လို့တန်ဖိုးမဲ့ရတယ်အငြိအကျေးဖြစ်လဲတက်ရောက်သွားတယ်ဇပင်ရမိန်းကလေးတယောက်ခေါင်းလျှော်ပြီးချိန်လေးမှာဖြန့်ချထားလိုက်ရင်သူမဇပင်လေးတွေကအမျိုးမျိုးလှပစွာပြုပြင်ထားလိုက်ရင်နေရာမှန်လို့တိတ်လှပြီးတော့ချစ်စရာကောင်းတယ်အဲ့ဒီဇပင်တွေကကော်ဖီခွက်သို့မဟုတ်ဟင်းခွက်တဲကိုရောက်သွားခဲ့မယ်ဆိုရင်နေရာမှန်မှန်နဲ့အတွက်ယွန်စရာဖြစ်သွားနိုင်တယ်ကိုကအလိုက်တတိကူညီပေးတယ်ဒါပေမဲ့သူများတကယ်လိုအပ်နေတဲ့ချိန်မဟုတ်တော့လဲကိုကူညီပေးတာတွေဟာနေရာမှန်မှန်အချိန်မှန်မဟုတ်တဲ့အတွက်လဲတန်ဖိုးမရှိအသုံးမဝင်ဖြစ်လို့လဲစေတနာတွေအလကားဖြစ်ရတယ်စကားပြောတဲ့နေရာမှာလဲအချိန်ကမဟုတ်ဖဲပြောမိတဲ့အခါမှာစကားပြောပါများရင်အမားတွေပါပြီးတော့ကိုတန်ဖိုးရော့စေတယ်နေရာမှန်မှန်လို့မလိုအပ်ဖဲပြောမိတဲ့ကိုကပဲငပေါ်ကြီးဖြစ်ရလိမ့်မယ်အချစ်ဆိုတာလဲကိုပြန်ချစ်တာကိုတန်မိုးထားပြီးအပြန်လည်နားလဲရှိမှကိုကိုတန်မိုးထားသူနဲ့ချစ်ခွင့်ရမှသာနေရမှန်လို့ချစ်သူတွေလည်းပျော်ရွှင်ရမှာပါကိုချစ်ကိုတန်မိုးမထားတစ္ဆာဖောက်သူနဲ့တွေ့ရင်ကိုပေးတဲ့ချစ်ဆိုတာလဲနေရမှန်လို့ကိုပဲတန်မိုးမရလိမ့်မယ်အရာရာအားလုံးဟာသူ့နေရာနဲ့သူနေရမှန်မှုပဲလိုပါတယ်နေရမမှန်ရင်တော့လဲတန်ဖိုးတွေမဲ့နေရအောင်ပါပဲပေးဆက်တယ်ဆိုပေမဲ့နေရမှားနေရင်တော့ကိုပဲထိခိုက်နာကျင်ရလိမ့်မယ်